Hello ပုံလေးလိုက်ဆွဲဖြစ်ကြလားမသိဘူးเนาะကိုကျမပြောတာပေါ့เนาะဟိုကသုံးလက်မပတ်လည်ဆိုင်လေးကိုတူဒီဆွဲကျွန်တော်လေ့ကျင့်ထားတဲ့ပတ်တန်လေးနဲ့ပုံတစ်ပုံဖြစ်အောင်မပြင်းအောင်ပေါ့เนาะဆွဲမယ်လို့ပြောထားတာလေအဲ့မှာကျမလေးတခုဂျားထဲမှာပတ်တန်တစ်ခုထပ်ပေးချင်တာပေါ့เนาะအဲ့သုံးလက်မဆက်ဒီမှာလိုက်ဆွဲဖို့ပေါ့เนาะအရန်လွယ်ပါတယ်အရန်နဲ့လွယ်တယ်အရန်နဲ့လာတဲ့ပတ်တန်လေးတစ်ခုပေါ့เนาะစက်တန်ကပတ်တန်လေးတစ်ခုပေါ့သူနာမည်ကတော့ဒီပတ်တန်နာမည်ကတော့ Pokrut လို့ခေါ်တာပေါ့နော်လိုက်ဆွဲကြည့်နော်ဒါလေးတေးသေးလေးပါပဲလေးတောင်းကွက်လေးတေးလေးကိုချလိုက်ပေါ့နော်ချပြီးဒီပတ်တန်လေးလွယ်လေးဆွဲကြည့်သူက line ရဲ့ cycle လေးရဲ့ပဲပါတာ line ရဲ့ပြီးရင် cycle လေးရဲ့ curve တေးတစ်ခုပဲပါမှာအဲ့နာမည်ကို Pokrut လို့ခေါ်တာပေါ့နော်အဲ့လေးလိုက်ကျင်းကြည့်တယ်နော်အဲ့ဒါကျင်းပြီးဆိုရင်ဒီမှာအရှိရဆွဲထားပတ်တန်နဲ့အခုဒီ Pokrut ပတ်တန်လေးနဲ့တွဲပြီးတော့ကိုပိုင်ပုံလေးတစ်ပုံသုံးလုံးပတ်လဲပေါ့နော်ကိုပိုင်ပုံလေးတစ်ပုံဖြစ်အောင်ဆွဲလို့ရတယ်ပေါ့နော်အဲ့ဒါအခုဒါလေးတော့လိုက်ကျင်းတာပေါ့နော်ဒါကျင်းပြီးလို့ရှိပြီဆိုရင်ဒီမှာလက်ဖြန်ကြလို့လက်ဖြန်ဖြစ်တဲ့ညပဲဖြစ်ဒီမှာအဲ့သုံးလုံးပတ်တန်လေးဆွဲပုံလေးကိုဒီမှာတစ်စင်ချင်းပြပေးမယ်လေနော်အဲ့ကို style နဲ့ကိုဆွဲကြည့်ပေါ့နော် line တွေ curve တွေအခုဒီပတ်တန်လေးတွေ cycle တွေအကုန်လုံးအဲ့ဒါလေးကျင်းပြီးသားဆိုရင်ကျမတိုင်းနဲ့ဆွဲစရာမလိုကျမတော့ပုံဆွဲလေးကျမပြပေးမယ်ဒါပေမဲ့ကိုပိုင်ပုံလေးဖြစ်အောင်ကိုစတိုင်ကိုပုံစံနဲ့ဆွဲကြည့်ပေါ့နော်ပုံဆွဲတာလေးဒီစန်တကန်ကျတော့ဒီတူတယ်တွေကကျအရင်လွတ်လပ်တယ်ပေါ့နော်မားတာမှန်တာရေလို့တော့လည်းမရှိဘူးကိုကနေကို3ကန်ထဲမှာပဲဆွဲဒီမြင်းကိုဘယ်ဘက်ကပဲလာညာဘက်ကပဲသွားစိုက်ကယ်လေးဘယ်ဝိုင်းညာဘယ်ဝိုင်းမှန်တာမလားလို့တော့မရှိဘူးအဓိကဒီကောင်လေးကစိတ်ကိုအရင် relax ဖြစ်စေရပါတော့အဲ့အတွက်ဆွဲကြတာဆိုတော့လေဟိုအမားတာမှန်တာရေလို့မရှိဘူးဒါပေမဲ့ဒီပတန်လေးတွေဝင်ကောက်လေးကျင်းထားတယ်ဒီချာလေးလိုက်ဆွဲထားတယ်ဆိုရင်တော့ပုံကဆွဲရင်လက်တက်လာတဲ့လောက်ဆွဲပါများလေး idea ထွက်လေးနောက်ပိုင်းဆိုကိုယ်ပိုင်ပတန်တော့ကိုဖန်တီးနိုင်တယ်ပေါ့နော်အဓိကတော့ line ကတော့အသက်ပဲပေါ့နော် line နဲ့ပဲဖန်တီးသွားတာပါနော်ဟုတ်ကဲ့လိုက်ဆွဲကြည့်နော်မခက်ဘူးအရန်လွယ်တယ်ဘာလို့လဲဆိုတော့စဆွဲတဲ့လူဆိုရင်တော့ခက်တဲ့ရအောင်ဖြစ်တယ်ဒါပေမဲ့လုံးဝမခက်ဘူးဒီ line နဲ့ cycle ကောင်းကောင်းဆွဲတတ်သွားပြီဆိုရင်ဒါတွေကလေ့ကျင့်မှများရင်ဆွဲတာတွေကလာမှာကျွန်မမြေပြောစကားပေါ့နော်ဆွဲတဲ့ချိန်နဲ့လုံးဝ confident ပြေးထားပေါ့နော်ဒီနည်းနည်းတွန့်တော့ဘာညာဆိုတော့မဖြစ်နေပါမှမဖြစ်ဘူးပုံလေးပြီးသွားလို့ရှိရင်ပုံလေးပြန်ပြီးအချောကင်လို့ရတယ်ပေါ့နော်ပြည့်ချင်းပေါ့နော်မင်းလေးနဲ့ကိုအချောလေးပြန်ကင်လို့ရတယ်အဲ့တော့ပုံမားသွားတယ်စိတ်ညစ်ပြီးဖြတ်တာပါညာလုံးဝမလုပ်ပါနဲ့ဒီတိုင်းလေးပဲဆွဲတော့ပေါ့နော်ဟုတ်ကဲ့အဲ့ဆွဲချင်နော်ကျေးဇူးတင်ပါတယ်ကျွန်မပြောဖို့တခုကြံသွားတယ်ပေါ့နော်ကျွန်မဒီလိုမျိုးပတ်တန်လေးတွေတင်ဆွဲပြရင်းနဲ့ဂျားထဲမှာဒီတခါလဲစင်တကန်ပတ်တန်လေးတွေပါကျွန်မတွဲပြီးတခုညက်ပြီးတင်သွားပြီမယ်နော်အဲ့မှာမပြင်းရတော့ဘူးပေါ့နော်ဟိုပတ်တန်လေးကျင်လိုက်စင်တကန်ပတ်တန်လေးနဲ့တွဲပြီးကိုယ်ပိုင်ပုံဖန်တီးလိုက်အဲ့လိုဆိုရင်ပျော်ရမယ်မပြင်းတော့ဘူးပေါ့နော်ပတ်တန်ကြီးပဲလေးချစ်နေရတယ်မဟုတ်တော့ဘူးလीနော်အဲ့လိုမျိုးကျွန်မအစီအစဉ်ပြန်ဆွဲထားရပေါ့နော်ဂျားမှာစင်တကန်ပတ်တန်လေးတွေကိုတခုထည့်ပြီးတင်သွားပေးပါမယ်လို့နော်ကျေးဇူးပါ